ပြောကြရှိတယ်။နော်လည်းတောင်းပြီးပြီဆိုတော့ရန်ကုန်ကပြေတယ်ငါလောက်ဝင်အဲ့ဒီမှာလိုက်ခဲ့ပါမယ်။ငါတို့ပြေပြောလို့မရှိဘူး။ လိုက်တော့ပါဦး။ဒီမှာအားရလို့စိတ်ပြီးတော့ငါတို့လည်းပေါ့နော်။ဒီပါတော့ဒီကတော့မောက်တော့နောက်ဆုံးချက်မင်္ဂလာပါရှင်။နည်းကောင်းမလေးကြွလေးနဲ့လူငယ်ဆန်ပြီးဒီဇိုင်းဆန်တဲ့အထက်ပြပေးပါလား။ အဲ့ဆိုရှင်ဒီနေ့မှရောက်တဲ့ကျိုးပါလေးပြပေးမယ်နော်။ဒါလေးရရှိမယ်နော်။ဒါလေးရရှိမယ်။စိုက်တာလေးကိုရွှေ့ပေးနော် ဒါလေးကချစ်စရာနေနော် ။ဟုတ် ။ဒါလေးကဘယ်လောက်ရှိလဲ ။စစ်ကြည့်ပေးမယ်နော်ကို။ဒါလေးက48သိန်းဝန်းကျင်ပါကို။ညီမတို့ဆိုင်မှာလေး promotion လေးရှိရဲ့ရှင်။4လပိုင်း17ရက်နေ့အထိဒီချန်ထူ promotion လေးရှိပါရဲ့ရှင်။စိန်တယ်ဆိုလို့ရှိရင်အလဲ0အယောင်0ကနေပြီးတော့30% discount ပါချပေးထားပါရှင်။ ။အဲ့ဆိုရင်ကောင်းတာပေါ့ ဟုတ်ကဲ့ ။အဲ့ဆိုရင်ဒါလေးကိုပေါင်ချလေးဖွင့်မယ်နော် ဟုတ်ကဲ့ပါကိုပေါင်ချလေးဖွင့်လိုက်မယ်နော်အများကြီးတင်ပါတယ်ကိုနောက်လည်းအများကြီးအားပေးနိုင်ပါစေနော် ။ Hello တန် ဟယ်လိုဒနာပြောလေ ။အနေတွက်လက်ဆောင်ဝယ်ပေးထားတယ်ပြီလား ဟဲ့ဟုတ်လားမလဲဆောင် ။ပြောပြပါဦး။အနေနဲ့တွေ့မှငါနေကိုပေးတယ် ဟုတ်ပါပြီငါဒီမှာကလေးစာတင်ရမှာမို့လို့လေဖုန်းချလိုက်တော့မယ်နော် ။ဟုတ်ပြီ။ဒါပဲနော်။ Sorry ပါနော်